Hi everyone, welcome back to the Skills Cafe. မနေ့ကဒီကိုယ်တိုင် self healing လုပ်ဖို့အတွက် insecurity တွေအတွက်ပေါ့နော် self healing လုပ်ဖို့အတွက် resource လေးတစ်ခုကို share လုပ်ခဲ့တယ်။ဒီနေ့မှာတော့ဒီကိုယ့်ရဲ့ insecurity တွေ fear တွေ worries တွေဒီ unforeseen danger ဆိုတာကိုမမြင်နိုင်တဲ့ဒီအန္တရာယ်တွေကိုတွေးပြီးတော့ကြောက်တာမျိုးတွေစိတ်မလုံခြုံတာတွေပူပန်နေတာတွေအတွက်ဘယ်လိုမျိုးအဲ့ဒါတွေကို handle လုပ်ရမလဲဆိုတဲ့နီလန်းလေးတွေကိုနီလန်းစေမျိုးကို share လုပ်ချင်ပါတယ်။ဒါပေမဲ့တခုကြိုပြီးတော့ပြောချင်တာကဒီ Sushi ကိုယ်တိုင်က the professional ဒီ medical doctor မဟုတ်ဘူးဒီတိုင်းကိုယ်တိုင်ကြုံတွေ့ရတဲ့ဒီလိုမျိုး insecurity fear တွေကိုဒါဘလို့ self healing လုပ်မလဲဆိုတာလေ့လာရင်းနဲ့ရှာဖွေတွေ့ရှိတာတွေကိုအတူတူကိုလိုပဲခံစားရတဲ့သူတွေရှိရင်လက်တွေ့အသုံးချပြီးတော့ suffering တွေနည်းအောင်လို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ sharing လုပ်ချင်းဖြစ်ပါတယ် and အခုစီရှိပြောတဲ့ town practices ကဒီကိုယ့်ရဲ့ inner safety လုံခြုံနေဆိုတဲ့စိတ်ခံစားချက်ကိုပြန်လည်တည်ဆောက်ဖို့ and to calm the nervous system ဒါဒီ owner ရဲ့စိတ်တည်ငြိမ်မှုကိုပြောချင်တာ and rewire fear based thinking ကြောက်စိတ်ကိုဥတည်ပြီးတော့တွေးတဲ့အတွေးတွေကိုပြန်ပြီးတော့ဖြေလျော့ပြီးတော့ into confidence and trust ကိုယုံကြည်စိတ်ချမှုပြီးရင်ယုံကြည်စိတ်ချမှုတွေပို့ပြီးဖြစ်အောင်လို့ပေါ့ဒီ daily practices လေးတွေကရေးရပါတယ် and ပြီးရင်ဒီ practices လေးတွေကဒါနေ့တိုင်းကိုဟာလုံခြုံနေတယ်ဘေးကင်းနေတယ်ဆိုတာခံစားစေဖို့အတွက်နေ့တိုင်းကျင့်သုံးသွားလို့ရတဲ့practices လေးတွေပဲဖြစ်ပါတယ်ဆိုတော့ပထမတစ်ခုကတော့ nervous system reset လို့ခေါ်တယ်သူကဘာအတွက်လဲဆိုရင် regaining a sense of safety ပေါ့ဒီလုံခြုံနေဆိုတဲ့စိတ်ခံစားချက်ကိုပြန်လည်ရရှိဖို့အတွက်အသုံးပြုတဲ့နည်းလမ်းဖြစ်တယ်ဘယ်လိုလုပ်ရလဲဆိုရင် put your hand on your heart ဆိုတာကိုယ့်ရဲ့နှလုံးပေါ်မှာပေါ့ဒီရင်ဘတ်လေးပေါ်မှာနှလုံးနားလေးမှာဒီလက်ကလေးကိုထားပြီးတော့ take slow deep breaths ဒီအသက်ကိုဒီဖြည်းဖြည်းလေးပြင်းပြင်းလေးရှူလိုက်တယ် and say ဘာပြောရမလဲဆိုရင် I am safe in this moment အခုလက်ရှိမှာငါဟာလုံခြုံနေတယ်ဘေးကင်းနေတယ်ပေါ့ right now အခု nothing is threatening me ငါကိုဘယ်အရာကမှချိန်ချောက်မနေဘူးပေါ့ဒီကိုစိတ်ထဲမှာအရင်ပူပန်လာတဲ့အချိန်ကြရင်ဒီလိုမျိုးလေးကိုရင်ဘတ်ကလေးကိုလက်ကလေးနဲ့ဖိပြီးတော့ကိုဒီလိုမျိုးလေးပြောလို့ရတယ်ပေါ့အားကြောင့်လဲဆိုတော့ your body needs reassurance ခန္ဓာကိုယ်ကဒီလိုမျိုး reassurance ဆိုတာstage ဘာမှလို့ reassurance ကိုဘယ်လိုပြောရလဲတေချာအောင်တေချာမှုပေါ့တေချာမှုဆိုတာ yes ဒါလုံးဝအခုကိုဟာလုံခြုံနေပါတယ်ဆိုတော့တေချာမှုကိုခိုင်မာမှုလိုချင်တယ်ဆိုတော့ before your mind and can relax အဲ့ဒီကိုခဏကွာနေမှာဒီလိုမျိုးကိုသိပြီဆိုတော့စိတ်ကလည်းအေးချလာတာမျိုးဖြစ်နိုင်တယ်ဆိုတော့ဒီအပြင်ဘာလုပ်လို့ရလဲဆိုရင် you can try စိတ်ကလေးအေးချမ်းသွားအောင်လို့5 4 3 2 1 grounding technique ကိုသုံးလို့ရတယ်သူကဘာလဲဆိုရင်ဆိုတော့ 5 things you can see ကိုလက်ရှိမှာမြင်နေရတဲ့အရာ၅ခုဘာလဲခြာရင် 4 things you can touch ကိုထိတွေ့ကင်တွေ့လို့ရတဲ့အရာ၄ခုဘာလဲ and 3 things you can hear ဒီကိုကြားနေရတဲ့အရာ၃ခု and 2 things you can smell ကိုမြင်ရတဲ့အနံ့ပေါ့အနံ့ခံလို့ရတဲ့အရာနှစ်ခု and 1 thing you can taste ကိုဒီအရသာခံလို့ရတဲ့အရာတစ်ခုကိုခြာတယ်ဒီလိုမျိုးရေးရင်းနဲ့ကိုယ့်ရဲ့စိတ်က present moment မှာရှိနေပြီးတော့စိတ်ကလေးတည်ငြိမ်လာဖို့အတွက်ဒီနီလန်းလေးကကိုယ့်အတွက်ထောက်ကူဖြစ်ပါလိမ့်မယ် and ဒုတိယတစ်ခုကကျတော့ rewriting fear story ဒီကိုကြောက်ခဲ့တဲ့ကိုယ့်ရဲ့ကြောက်ဖို့ကောင်းတဲ့ဒါကဘာလဲဆိုတော့ taking power away from anxiety ပေါ့ anxiety ဆိုကိုစိုးရင်ပူပန်မှုတွေကနေ taking power away ဆိုကိုဘာမှလို့ဘယ်လိုစီးရအောင်ဘယ်လိုဘာသာပြန်မလဲပြန်လဲထိန်းချုပ်လိုက်တာမျိုးပဲဘယ်လိုလုပ်ရလဲဆိုတော့ write down your biggest fears sorry ပါအမှားတွေပဲတော့ရှောက်လို့ write down your biggest fears ဆိုတာဒီကိုအရန်ကြောက်ရတဲ့အရာတွေကိုအကုန်ခြိုက်လိုက် and then rewrite them with a positive alternative အဲ့ကိုကြောက်ရတဲ့ဟာတွေဒီအပြောင်းအလဲpositive ကောင်းတဲ့အရာတစ်ခုနဲ့ပြောင်းပြီးရေးလိုက်ပေါ့ example fear ကိုကြောက်တာက what if something bad happens ဒီဒါတကယ်ဆိုရှိကိုယ်တိုင်လည်းအဲ့ငလျင်ပြည့်နောက်ပိုင်းမှာအမြဲတမ်းငါလမ်းလျှောက်နေနေတခုခုငလျင်ထလုပ်လိုက်ဘယ်လိုလုပ်မလဲဒါမှမဟုတ်ကိုအဆောက်အုံထဲမှာထိုင်နေလေ
ကွန်ပျူတာကြည့်နေရင်းနဲ့တော့ခေါင်းထဲမှာရိတ်ကနေမူးလာသလိုခံစားရတယ်ဟုတ်ငလျင်လုံးနေပြီးပြန်ပြီလားအဲ့လိုမျိုးလေးခဏခဏခေါင်းထဲမှာအတွေးပေါ်တာမျိုးရှိတယ်ဆိုတော့အဲ့လိုမျိုးတွေဆိုရင်ဘယ်လိုပြန်လုပ်ရလဲ even if challenges come ဒီလိုမျိုးဖြစ်လာရင်တော့မှ I have the strength to handle them ငါဒါတွေကိုဖြေရှင်းနိုင်တဲ့ခေါင်းတွေငါမှရှိတယ်ဆိုတာမျိုးကိုဒီမဖြစ်ပါဘူးမဟုတ်ပါဘူးဆိုပြီးတော့လေနော်အရင် positive ကြီးပဲတွေးတာမျိုးမဟုတ်ဘဲနဲ့ဒါလို့ဖြစ်လာရင်တော့ကိုက handle လုပ်နိုင်နေဆိုပြီးတော့လေနော်ဒါ constructive positive လို့ပြောရမှာအဲ့လိုမျိုးနဲ့ကို owner ကိုပြင်မယ်ကိုစိတ်ကိုပြင်မယ် reframe လုပ်တာပေါ့ဆိုတော့ဘာကြောင့်လဲဆိုတော့ fear is often based on imagined outcomes ညာတဲ့ပြည်စီတခုကိုကြောက်တယ်ဆိုရင်ကိုစိတ်ထဲမှာပုံဖော်လိုက်ပြီးတော့ငါဒီလိုကြီးဖြစ်လာလိုက်ရင်ဆိုပြီးကြောက်တာမျိုး not reality တကယ်လက်တွေ့ကြုံလာတဲ့အချိန်မှာတော့ကြုံလာတော့မှကြောက်ရမယ် right ဒါညာတော့အချင်းကမကြုံမဲနဲ့ကြောက်နေတဲ့ခေါင်းထဲမှာဆိုတော့ဒါပို့ပြီးဆူရတဲ့ဟာပေါ့ဆိုတော့ဒါလက်ရှိကိုယ့်ရဲ့ဘဝမှာဒီကိုအလုပ်ကိုလည်းအာရုံမဆိုင်နိုင်ဘူးအားလုံးကိုမှလုံခြုံနေပေမဲ့လည်းစိတ်ထဲမှာဘာမှဘေးအနေမရှိပေမဲ့လည်းစိတ်ကမလုံခြုံနေရလဲဒါကလည်းကိုယ့်အတွက်မကောင်းတဲ့အရာတစ်ခုပဲ and ဒါအပြင်မလုပ်လို့ရတယ်ဆိုတော့ whenever a fearful thought arises ဒီလိုမျိုးကြောက်တဲ့အတွေးတွေခေါင်းထဲမှာပေါ်လာပြီဆိုရင် ask yourself ကိုမေးကြည့်ပါလိုအပ်ရင်စာအုပ်ထဲမှာချပြီးရေးတာမျိုးကြီးလုပ်ပါစာအုပ်မဟုတ်ရင်ကိုဖုန်းပဲဖြစ်ဖြစ်ကိုရဲ့ laptop ပဲဖြစ်အဲ့ဒီမှာတေးစိတ်ချရေးတာမျိုးလုပ်ပါ is this 100% true ကိုကောင်းထဲမှာပေါ်လာတဲ့ဟာကတကယ်တရားရာခိုင်နှုန်းဖြစ်နေသလားမှန်နေသလားဆိုတာမျိုးကိုမေးခွန်းထုတ်ပါand နောက်တစ်ခုကျတော့ what's a more empowering way to see this what's a more empowering way to see တကယ်ဒါကြီးကတကယ်ဟုတ်နေသလားဆိုတာကိုတကယ်ငါလက်တွေ့ဘယ်လိုသွားကြည့်လို့ရမလဲဆိုတာမျိုးကို proof ပြခိုင်းတာပေါ့တသက်ပြခိုင်းတာပေါ့ဒီလိုမျိုးလေးလုပ်ကြည့်ခြင်းညာမဟုတ်တဲ့ချိန်ညရင်ကိုစိတ်က reassure ဖြစ်သွားဟုတ်ဒါလည်းဟုတ်လည်းမဟုတ်ပါဘူးငါစိတ်ကပဲဒီကြောက်စိတ်ကပဲတွေးနေရမှာသိသွားရင်ဒါနည်းနည်းလေး stress ကညော့သွားလိမ့်မယ်ပေါ့ဆိုတော့တတိယနည်းလမ်းတစ်ခုကကျတော့ safety visualization လို့ခေါ်တယ်သူကကျတော့ဗာလဲဆိုတော့ programming your mind for security ကိုယ့်ရဲ့စိတ်လုံခြုံမှုအတွက်ကိုယ့်ရဲ့စိတ်လုံခြုံမှုအတွက်ကိုယ့်ရဲ့စိတ်ကိုပြန်ပြီး program သွင်းတာပေါ့ဆိုတော့ဘယ်လိုလုပ်ရလဲဆိုရင် close your eyes မျက်လုံးကိုမှိတ်ထားတယ် and visualize yourself ကိုမြင်အောင်ကြည့်တာ in a protected bubble of light ဆိုတာဒီကိုကာကွယ်ပေးနေတဲ့ bubble of light ဆိုတာလေ bubble ဆိုတာဒီဗမာလိုဥစီပေါင်းလေးပူပေါင်းလေးပေါ့ပူပေါင်းလေးအဲ့ဒီပူပေါင်းအလင်းရောင်ပူပေါင်းလေးကိုကာကွယ်ပေးထားတယ်ဆိုတော့ဘယ်တွေကနေဆို that nothing negative can enter ကိုအနေရပြုမဲ့အရာဘာဘယ်အရာမှကိုဘာဘယ်အနေရပြုမဲ့အရာမှန်သမျှကိုလာထိလို့မရအောင်ဒီ protective bubble of light တွေကိုကာကွယ်ပေးထားတယ်ကိုကအဲ့ထက်မှရှိနေဆိုတာကိုမျက်လုံးလေးမိတ်ပြီးမြင်အောင်ကြည့်ပါဘာကြောင့်လဲဆိုတော့the subconscious mind ဆိုကိုယ့်ရဲ့မသိစိတ်ကနေမှာ respond to mental imaginary ကိုတတိမရှိဘဲနဲ့ခေါင်းထဲမှာပေါ်လာတဲ့ဟာတွေအကုန်လုံးကို subconscious mind က respond လုပ်တယ်ဆိုတော့ကိုကဒီလိုမျိုးintentionally လုပ်ရင်လေဒီလိုမျိုးကိုယ့်ရဲ့ thoughts တွေကိုသူကခေါင်းထဲမှာရှိတဲ့ imaginary အကုန်လုံးကိုယ့်ရဲ့ subconscious mind က respond လုပ်တဲ့အတွက်ကြောင့် reinforcing a sense of security လို့များလုပ်လေကိုယ့်ရဲ့စိတ်ထဲမှာကိုကပို့ပြီးလုံခြုံလာလေပို့ပြီးတော့နေရတာစိတ်ပေါ်ပါတတ်တာလားလေပဲဆိုတော့ဒါအပြင်မလုပ်လို့ရသေးတဲ့ဆိုရင် imagine your future self strong ကိုရဲ့ဒီလက်ရှိ future self ကကိုအရင်သဘောကျတဲ့ hero marvel hero လိုမျိုးဒီကိုအရင်သဘောကျတဲ့ adventure ရဲ့ main character လိုမျိုးကိုအရင် strong ဖြစ်နေတာပြီးရင် like that they are like you are calm သူတို့လိုမျိုးကိုတည်ငြိမ်နေတာ and shaken by fears ဒီလိုမျိုးကိုကကြောက်စရာတွေထိတ်တန့်စရာတွေကြုံလာရင်တော့မှဘယ်လိုရမလဲကြံ့ခံနိုင်တာမျိုးပျော့ခွေသွားတာမျိုးမဟုတ်ဘဲနဲ့မကြံ့ခံရက်တည်နေတာမျိုးကိုမြင်အောင်ကြည့်တာမျိုးလည်းလုပ်ကြည့်လို့ရတယ်and ဆိုတော့တစ်ခုကကျတော့ daily courage affirmations ဒါကဘာလဲဆိုတော့ building inner strength ပေါ့ကိုယ့်ရဲ့ဒီ inner strength ဆိုတော့ကိုယ့်ရဲ့စိတ်ခိုင်မာမှုကိုတိဆောက်တာပေါ့စိတ်တဲ့ခိုင်မာအောင်တိဆောက်တာမျိုးပြောချင်တာဘာလို့ရလဲဆိုရင် stand tall and say ဒီကိုမမတ်ရပြီးတော့ပြောမယ် and I am stronger than my fears ဒါငါရဲ့ကြောက်စိတ်ထက်ပိုပြီးတော့တန်မာတဲ့သူပဲ I trust myself to handle whatever comes my way ငါရှောက်နေတဲ့လမ်းမှာငါရဲ့ဘဝမှာဘာတွေပဲကြုံလာပါစေငါhandle ဆိုတာကဒါငါဖြည့်ရှင်းနိုင်နေဆိုတာငါယုံကြည်တယ်ဆိုပြီးကိုဒီလိုမျိုး powerful ဖြစ်တဲ့စကားတွေကို affirmation တွေကိုနေ့တိုင်းပြောပေးပါ။ဘာကြောင့်လဲဆိုတော့ repeating affirmations ဒီလိုမျိုး affirmation တွေကိုထပ်ခါပြောပေးတာက daily နေ့စဉ် rewire ဆိုတာကစိတ်ထဲမှာပြန်ပြီးတော့ rewire အသစ်ပြန်ပြီးတော့ဖြစ်စီတာပေါ့အသစ်ဖြစ်စီရဆိုအပေါ်ကနေ
wire ဆိုတာက wire ကျလို့မျိုးပတ်ပေးရကွာအုံနောက်ထဲမှာလေးနော် fear based thinking ဆိုတော့ကြောက်စိတ်ကြောင့်တွေးလာတဲ့အတွေးတွေအစားကိုကအဲ့လိုမျိုး positive တွေကကိုကောင်းထဲမှာပြန်ပြီးတော့များလာတဲ့ချိန်ကပိုများလာလေကိုပိုပြီး secure ဖြစ်နေပဲဆိုတော့နောက်ထပ်တစ်ခြားဘာလုပ်လို့ရသေးလဲဆိုရင် write this affirmation အဲ့ဒီ affirmation တွေကို sticky note လေးထဲမှာရေးမယ် and place down where you will see them ကိုမြင်နိုင်တဲ့နေရာမှာကို laptop မှာပဲဖြစ်ဖြစ်ကိုစာကြည့်စပွဲမှာပဲဖြစ်ဖြစ်ကိုရဲ့ဖုန်းမှာပဲဖြစ်ဖြစ်ဒါဘာလဲ wallpaper အနေနဲ့ကိုကတင်ထားလို့ရတယ်နေ့တိုင်းမြင်နေတဲ့နေရာတွေမှာကိုကထားလို့လည်းရတယ်ဆိုတော့ number 5အချက်ကကျတော့ take small acts of bravery သူကဘာလဲဆိုတော့ proving သက်သေပြ to yourself that you are capable ကိုဟာလုံနိုင်မယ်ကိုဟာတန်မာတဲ့ဆိုတာမျိုးကိုပြန်ပြီးသက်သေပြတာပေါ့ဘာလို့လုပ်ရမလဲဆိုရင် every day နေ့တိုင်း do one small thing တေးသေးလေးတစ်ခုပဲလုပ်ကြည့် outside of your comfort zone ကိုကြောက်တယ်ကိုလုံနိုင်တယ်ဆိုတာထက်နည်းနည်းလေးပို့ပြီးတော့ပိုတဲ့အရာလေးတစ်ခုကိုနေ့လုပ်ကြည့်ပါ example speak up in a conversation ကိုကဒီစကားပြောနေရင်းနဲ့ပေါ့ကိုထုတ်ပြောလိုက်တာမျိုး try a new experience ဒီအတွေ့အကြုံအသစ်တစ်ခုကို try ကြည့်တာမျိုး take a step toward a goal ကိုလိုချင်တဲ့ပန်းတိုင်းတစ်ခုစီရောက်ဖို့အတွက်ဒီကိုရွေးထားရတဲ့ခြေလမ်းတစ်တိတလန်းချင်းစီလမ်းတာမျိုးဆိုရှိအနေနဲ့ဆိုရင်ဒီ earthquake တင်မဟုတ်ဘဲနဲ့ဒီ trauma fear နည်းနည်း insecure ဖြစ်တဲ့အရာတခု electricity နဲ့ပတ်သက်တဲ့ insecurity ရှိရပေါ့အဲ့ဒီလိုမျိုးဒီ laptop အသွင်ကြိုးကိုကြိုတွင်းနေရင်းနဲ့ဟိုဒီဖုန်းအဲ့လိုမျိုးအိမ်မှာရှိတဲ့ wire ကြိုး line ကိုလည်းစစ်ကြည့်ရတယ်ဘာ problem မှမရှိလို့ပြောတယ်ဒါပေမဲ့အဲ့ဒီတုန်းက adapter ကကျတော့နည်းနည်းဒီ shock လေးနည်းနည်းရှိအထင်ပါတယ်ဒါကိုမသိဘဲနဲ့ကိုသုံးမိနေတာအဲ့ဒါသုံးနေနေတခါအသွင်နေနဲ့ဖောင်းနဲ့တယောက်တည်းလေးရှိနေအဲ့ဒီဖောင်းနဲ့ထောက်ပေါက်ပြီးမီးတွေပါပွင့်လာဆိုအရန်လန့်သွားပြီးတော့လေနော်အားသွင်းမှုနောက်ပိုင်းမှာဆိုရင်အားသွင်းနိုင်မှာစိတ်ထဲမှာအဲ့ဒါကြီးပဲပြန်မြင်နေတော့လေစိတ်ထဲမှာယောဂါကြီးတစ်ခုလိုပဲတော်တော်လေးခံရခက်တယ်ဒါပေမဲ့လည်းဒါကိုလေးနော်နေ့တိုင်းနည်းနည်းချင်းစီပေါ့ကိုယ်စိတ်ကိုနည်းနည်းချင်းစီရမ်းပြီးတော့ကိုကအနီးကပ်သွားမလို့ရွေးဘူးဆိုရင်လည်းအဝေးကနေထားပြီးပလက်ကိုဖွင့်တာလိုမျိုးဒီလိုမျိုးလေးတွေကိုနည်းနည်းချင်းစီ try လုပ်ခဲ့ပြီးတော့ကိုယ့်ရဲ့ fear ကို overcome လုပ်ခဲ့ရတယ်ပေါ့ဆိုတော့ဒီလိုမျိုးကိုလုပ်ချင်းက actions weaken fear ကိုလက်တွေ့လုပ်ရင်းနဲ့ဒီလောက်ကြီးလဲ dangerous မဖြစ်ပါဘူးကိုက safe ဖြစ်ပါတယ်ဆိုမြင်မှာများလေဒီကြောက်စိတ်ကပိုပြီးငင်းလာလေပဲ so the more you face ကိုကပိုပြီးတော့ကြုံရလေ small fears ကိုကအဲ့ဒီကြောက်စိတ်ကပို့ပြီးနဲလာလေပဲ so the more confidence you build အဲ့လိုကနေကိုပုံပြီးယုံကြည်မှုရှိလာအခုဆူရှိပြောတဲ့အချက်တွေကဒီ earthquake ရနောက်ပိုင်းမှာတော့ဒါဆူရှိရဲ့ဒီ insecurity တွေပြင်နေဒီ electricity နဲ့ပတ်သက်တဲ့ insecurity တွေဒီလိုမျိုးစုံလာပြီးတော့ဒါတွေဒါလူတွေလိုအပ်နိုင်တာမျိုးရှိတယ်ဆိုတာမျိုးရည်ရွယ်ပြီးတော့ share လုပ်တော့ဗောဒါဒီလိုမျိုးကြီးမားတဲ့ traumatic experience မှမဟုတ်ဘူးကို public speaking နဲ့ပတ်သက်လို့ပဲဖြစ်ဖြစ် language anxiety ဆိုတာလည်းရှိတယ်ဘာသာစကားမျိုးသူများနိုင်ငံရဲ့ဘာသာစကားကိုပြောတဲ့အချိန်ကြရင်ဒါကိုခေါင်းထဲမှာလေနော် negative thinking တွေအများများတယ်ဒါကလည်း struggle တစ်ခုပဲဆိုတော့ this အခု sharing လုပ်နေတဲ့ term practices ကဘယ်လိုရမလဲ insecurity မျိုးပဲဖြစ်ဖြစ်သုံးပြုလို့ရပါတယ် and not ဘာလို့ရသေးလဲဆိုတော့ journal about each act of bravery ဒါကိုရေးဝုန်းကိုလုပ်ခဲ့တဲ့တတိရှိလုပ်ခဲ့တဲ့အရာတိုင်းကိုကချရေးထား to remind yourself of your strength ဒါကိုဟာဘယ်လောက်တန်ပါတယ်ကိုဘယ်လောက်တတိရှိရဆိုတာကိုပြန်ပြီးတော့မှတ်မိစေနေဖို့အတွက်ဒီလိုမျိုးလေးခြာရေးထားတာကိုတော့အများကြီးထောက်ကူဖြစ်ပါလိမ့်မယ် and number 6အချက်ကကျတော့ let go of overthinking so trusting the unknown တခါတလေကျရင်ကိုမသိတာကကိုအတွက် fear တစ်ခုလည်းဖြစ်နိုင်တယ်လို့များသောအားဖြင့် fear ကြောက်တယ်ဆိုရင်ဟာဒီလိုဖြစ်လာမလားဆိုတော့မသိတာကြောင့်ကြောက်တာ right ဆိုတော့ဒီကိုက unknown ကိုက trusting ကိုပြန်လုပ်လိုက်မယ်ဘယ်လိုမျိုးလဲဆိုရင် when you feel overwhelmed by worry ကိုကတခုခုအရင်စိုးရင်ပြီးတော့စိတ်တွေဖိစီးနေတယ်ဆိုရင်ဘယ်လိုပြောရမလဲဆိုရင် I release the need to control everything အရာတိုင်းကိုငါလိုက်ပြီး control လုပ်နေတာကိုငါရပ်လိုက်မယ်အရာတိုင်းကိုငါလိုက်ပြီး control လုပ်နေစရာမလိုဘူးပေါ့ I trust life ငါဘဝငါယုံကြည်တယ် to unfold in my favor ဆိုတော့ငါရဲ့ဘဝဟာငါလိုချင်တဲ့အတိုင်းဖြစ်လာနိုင်မယ်အဲ့ဒီငါလိုချင်တဲ့အတိုင်းဆိုတာကကိုလိုချင်တဲ့ကိုတည်ထားတဲ့နီလန်းတိုင်းဖြစ်ချင်မှဖြစ်မယ်ကိုမျှော်လင့်ထားတဲ့ပုံစံတိုင်းဖြစ်ချင်မှဖြစ်မယ်ဘာပဲဖြစ်ဖြစ်ငါဘဝမှာဖြစ်လာတဲ့များအရာတိုင်းဟာ for my favor ငါရဲ့ကောင်းကျိုးအတွက်ပဲဆိုပြီးတော့ဒီလိုမျိုးလေးကို practices ဒီလိုပြောလို့ပေးလို့ရတယ်ပေါ့။ဘာကြောင့်လဲဆိုတော့
Overthinking keeps you stuck in fear. အရန်တွေးပါများလို့ရင်ကိုယ့်ရဲ့ကြောက်စိတ်မှာပဲကိုတယောက်တည်းပိတ်မိနေလိမ့်မယ်ဆိုတော့ releasing control ဒီလိုမျိုးနေရာတိုင်းကိုကိုကလိုက်ပြီး control လုပ်တာကcontrol လုပ်တာကိုကိုမလုပ်လက်လျှော့လိုက်မယ် control လိုက်လို့မနေဘူးဖြစ်လာတဲ့များငါလက်ခံလိုက်မယ်ဖြစ်လာတဲ့များအတိုင်းကငါရဲ့ကောင်းကျိုးအတွက်ပေးဆိုတော့ကိုလက်ခံလိုက်တယ်ဆိုရင် brain speed ပထမတစ်ဆင့်နေနဲ့ကိုယ်စိတ်ထဲမှာအေးချမ်းလာနိုင်မယ်ဆိုတော့တခြားဘာလုပ်လို့ရသေးလဲဆိုရင် you can picture your worries as leaves floating down a river ဆိုတော့တိမြစ်ထဲမှာတိရကလေးတွေရေထဲမှာဒီတိုင်းရေပေါ်လေးမှာ light တွေမျောပါသွားတာမြင်အောင်ကြည့် watch them drift away ဆိုတော့ဒီလိုပဲကိုလည်းဘဝမှာဖြစ်လာတဲ့မြတ်အရာတွေအကုန်လုံးကိုက rise လုပ်ပြီးတော့ flow လုပ်သွားတယ်ဆိုတာမျိုးလေးကိုမြင်အောင်ကြည့်လို့ရတယ် and number 7ကကျတော့ fear release writing ဒါကဘာလို့လုပ်တာလဲဆိုတော့ letting go of inner tension ကိုယ့်ရဲ့ဒီစိတ်ထဲမှာရှိနေတဲ့တင်းမာမှုတွေကိုလွတ်ချတာမျိုးပေါ့စာတွေရေးပြီးတော့ဘယ်လိုလုပ်ရလဲဆိုရင် every morning မနက်တိုင်းပဲဖြစ်ဖြစ် maybe afternoon or evening or at night anytime မှာပဲ morning မှာဖြစ်စရာမလိုဘူး write down your fears without filtering them ကိုစိတ်ထဲမှာဘာကိုရှိနေလဲကြောက်စိတ်ရှိနေသလားစိုးရိမ်တာရှိနေသလားဒေါသတွေရှိနေသလားချရင်လုံးဝ judge မလုပ်ဘဲနဲ့ကိုစိတ်ထဲမှာပေါ်လာတဲ့အတိုင်းကိုဘလို့ပြောင်းလဲမှုမှမရတဲ့စိတ်ထဲမှာရှိတဲ့အတိုင်းကိုရေး then tear up or burn the paper အဲ့ဒီစာရွက်ကိုမီးရှို့လိုက်တာလိုမျိုးစုပ်ဖြဲပြလိုက်တာမျိုးလုပ်လိုက်ပါ why ဘာကြောင့်လဲဆိုတော့ this releases trap anxiety and clears your mind အဲ့လိုလုပ်လိုက်တဲ့စိတ်ထဲမှာအဲ့ဒီအရာတွေကတကယ်ပျောက်သွားသလိုမျိုးအဲ့ဒီအရာကြီးတွေကပျောက်ပြက်သွားသလိုမျိုးခံစားရလိမ့်မယ်ဆိုတော့တခြားဘာလုပ်လို့ရသေးလဲဆိုရင် you can follow it up by writing one thing you are excited about to shift focus ကိုfear ကို focus မထားဘဲနဲ့ကိုမှရှိတဲ့ blessing ကိုရမ်းစိတ်ဝင်စားတဲ့အကြောင်းအရာကိုအရမ်းပျော်တဲ့အကြောင်းအရာကိုရေးလိုက်တာမျိုးလေကိုကအာယုံပြောင်းအောင်လုပ်လို့လည်းရပါတယ် number 8 check ကကျတော့ limit fear exposure ဆိုတော့ကျတော့ဒီကြောက်စိတ်နဲ့ထိတွေ့တာကိုshort ခိုင်းတာပေါ့ protecting your mind ကိုစိတ်ကိုကာကွယ်တာဘယ်လိုလဲဆိုတော့ reduce exposure ဆိုထိတွေ့တာမျိုးတွေ short ခိုင်းတယ် to negative news ဒီအဆိုးနဲ့ပတ်သက်တဲ့ negative ဆိုကိုဒီစိတ်မကောင်းဖြစ်စေတဲ့ကြောက်စိတ်တွေဖြစ်စေတဲ့ insecurity ဖြစ်စေတဲ့သတင်းတွေ fear based social media ဒီကြောက်စိတ်ကိုအခြေခံတဲ့ social media တွေ or toxic conversation ဒီကိုနဲ့သူများနဲ့စကားပြောတဲ့အချိန်ညရင်ကိုယ့်အတွက်အများသောဖြင့် insecurity တွေကိုယ့်အတွက်မကောင်းတဲ့ energy တွေပေးတဲ့ဟာမျိုးတွေပေါ့ဒီလိုမျိုး conversation တွေ media တွေ news တွေအကုန်လုံးကိုလုံးဝမသုံးတာမျိုးရှောင်တာမျိုးလုပ်ရမယ်လုပ်ပါပေါ့နော်ဘာကြောင့်လဲဆိုတော့ your mind absorbs what it repeatedly see ကိုယ့်ရဲ့စိတ်ကခဏမြင်နေတဲ့အရာတွေကိုအမြဲ absorb လုပ်ထားတာဆိုတော့ feed it security and positivity instant အဲ့ဒီအစားကိုယ့်စိတ်ကို secure ဖြစ်စေတဲ့ positivity ကိုပေးတဲ့အရာတွေနဲ့ကိုနေ့တိုင်းမြင်အောင်ကြားနိုင်အောင်ပြောနိုင်အောင်အဲ့ဒီ environment နဲ့ထားပါကိုဘေးနားမှာအဲ့ဒီလူတွေမရှိဘူးဆိုရင်ဒါမနေ့ sharing လုပ်ပေးထားတဲ့ Louis Hay ရဲ့ podcast တွေနားထောင်ရင်းနဲ့အဲ့ဒီ security တွေ positivity ရယူလို့ရတယ်။ဒါမှမဟုတ်အခု sharing လုပ်တဲ့ technique လေးတွေနားထောင်ရင်းနဲ့လေ you can build it yourself ဒီလိုမျိုးတွေကိုယ့်ရဲ့ environment ကိုလည်းသတိထားပါကို consume လုပ်နေတဲ့အရာလည်းသတိထားပါဆိုတော့ bonus အနေနဲ့တခြားပါရှိတယ်လေဆိုရင် replace fear including content ဒီလိုမျိုးကြောက်စိတ်တွေဖြစ်စေတဲ့အကြောင်းအရာတွေအစားပေါ့ inspiring story တွေကိုစိတ်အားတက်စေတဲ့ဇာတ်လမ်းတွေ uplifting book ကိုစိတ်ကိုဘယ်လိုလဲကောင်းတဲ့အရာတစ်ခုဖြစ်စေတဲ့ insight ပဲဖြစ်ဒီလိုမျိုးကောင်းမွန်တဲ့နီးလန်းတွေကောင်းမွန်တဲ့စိတ်ခံစားချက်တွေဖြစ်စေတဲ့စာအုပ်တွေ story တွေ ambience အဲ့ဒီစကားမျိုးပြောတာမျိုးတွေနားထောင်တာမျိုးတွေဖတ်တာမျိုးတွေကိုယ်တိုင်ကလည်းပြောတာမျိုးတွေဒီလိုမျိုးလေးတွေလုပ်ပါတဲ့ number 9ကကျတော့ move your body ကိုယ်ခန္ဓာလှုပ်ရှားမှုလုပ်ပါ breaking free from stuck fear energy ပေါ့ဒီလိုမျိုးဆိုတော့ dance တွေ walk တွေ do a quick workout တွေဒီလိုမျိုးကိုယ်လည်းလှုပ်ရှားမှုတွေကလည်း whenever fear creeps in ဆိုကြောက်စိတ်တွေစိတ်ထဲမှာဝင်လာရင်လမ်းလျှောက်လိုက်တာလိုမျိုးကလိုက်တာလိုမျိုးဒီလေ့ကျင့်ခန်းလေးနည်းနည်းကိုခန္ဓာကိုယ်တွေနော်သွေးပူသွားစီမယ်လေ့ကျင့်ခန်းလေးလုပ်လိုက်တာလိုမျိုးဒီလိုမျိုးလေးလုပ်လိုက်တယ်ဆိုရင်လည်းအာယုံကပြောင်းသွားပြီးတော့ကြောက်စိတ်တွေကယုံနေသွားလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ movement shifts your energy ဒီလိုမျိုးလှုပ်ရှားမှုတွေက energy ကိုခန္ဓာထဲမှာ energy ကိုပြောင်းပြီး from anxiety ကနေ confidence ကိုပြောင်းပေးပါတယ်တဲ့။ဆိုတော့တခြားဘာလို့ရသေးလဲဆိုရင် you can try shaking your body for 1 minute 10 minute လောက်လှုပ်ရှားလေးလုပ်ပေးလိုက်ဆိုတော့ဒါတွေကဘယ်လိုလဲဆို animals တွေတောင်မှသူတို့စိတ်ထဲမှာအရင် stress ဖြစ်လာရင်တော့သူတို့လှုပ်ရှားမှုတွေရှိတယ်ဆိုတော့ဒီလိုမျိုးလေးပါပဲ the last one
နောက်ဆုံးတစ်ခုကကျတော့ faith in the bigger plan ဆိုတော့ bigger plan trust that you are guided and protected ကိုဟာကိုကိုလမ်းပြနေတဲ့သူရှိတယ်ကူညီနေတဲ့သူတွေရှိတယ်ဆိုတာကိုယုံကြည်တဲ့နီလန်ယုံကြည်ကိုယုံကြည်နိုင်အောင်လုပ်တဲ့ဟာမျိုးဘယ်လိုမျိုးလဲဆိုတော့ say this daily ဒီလိုမျိုးလေးပြောပါတဲ့ I may not see the path အခုလက်ရှိမှာတော့ငါအခုကြုံနေရတဲ့အခက်အခဲကိုလမ်းကြောင်းဘယ်လိုဖြေရှင်းရမလဲဆိုတဲ့နီလန်တွေ့မှာမဟုတ်ဘူး but I trust that ငါယုံကြည်တယ် I am being guided ငါလုပ်တဲ့အရာတိုင်းမှာငါ့ကိုလမ်းပြနေလိမ့်မယ်ပေါ့and everything happens for my growth အရာတိုင်းကဘယ်လိုလဲငါ့ဘောမှာဖြစ်လာတာမှန်များကငါရဲ့ကောင်းကျိုးအတွက်ကြီးပဲ even the unknown ငါမသိတဲ့အရာတွေတောင်မှပေါ့အခုလက်ရှိမှာကိုမသိပေမဲ့လေပေါ့ဒီလိုမျိုးလေးတွေပြောပေးရင်းနဲ့ကိုပြန်ပြီးတော့ကိုယ့်ရဲ့ life ဟာ guided ဖြစ်တယ် protected ဖြစ်တယ်ဆိုတာကိုပြန်ပြီးတော့ဒီ affirm လုပ်လို့ရပါတယ်ဆိုတော့ faith in life ကိုယ့်ရဲ့ဘဝကိုလည်းကောင်းတာပဲယုံကြည်ပါ and God ကိုကိုယ်ရဲ့ဖခင်ကိနေရှိရင်ယုံကြည်ပါ all the universe replaces fear with trust ဒီလိုမျိုးလေးယုံကြည်တာကဒီကြောက်စိတ်အစားကိုယ့်ရဲ့ယုံကြည်မှုတွေကကိုယ့်ကိုခွန်အားပေးတာမျိုးဖြစ်စေတယ်ဆိုတော့တခြားဘာလုပ်လို့ရသေးလဲဆိုရင် you can keep a synchronicity journal ဆိုတာ writing down the small signs တေးလေးတွေကို sign ဆိုတာကဒီကိုမြင်တာတဲ့အချက်ပြသင်္ကေတလေးဒါမှမဟုတ် evidence လေးကို that life is working in your favor ဘဝဟာတကယ်ပဲကိုလိုချင်တယ်လို့ဖြစ်လာပါတယ်ဆိုတာကိုမြင်တာတဲ့အချက်ကလေးရှိအဲ့ဒါကိုအကုန်လုံးအသေးစိတ်လိုက်ကိုကသတိထားပြီးလိုက်ပြီးရေးကြည့်တာမျိုးတွေလုပ်ကြည့်လို့ရပါတယ်ဒါဒီလေးပါကိုလုပ်ကြည့်လို့ရတယ်ပေါ့ဆိုတော့ fear and insecurity don't disappear overnight ဒါတွေကတရက်ထဲလုပ်လို့ရပြတ်သွားမှာမဟုတ်ဘူး but with daily practice ကိုဒီ share လုပ်ခဲ့တဲ့ time practices တွေကတနေ့ကိုတစ်ခုလောက်ပဲဖြစ်ဖြစ်ကိုသဘောကျတဲ့အရာကိုရေးပြီးတော့consistently လုပ်သွားမျိုးလေးရှိရတယ်ဒါကိုကြိုက်တဲ့အရာတစ်ခုချင်းစီကိုပြောင်းပြလုပ်တာမျိုးလေးရတယ် and you can retain your mind to feel safe ဒီလိုကနေကိုယ့်ရဲ့စိတ်လုံခြုံမှုတွေ strong ကိုယ့်ရဲ့စိတ်တွေပြန်ပြီးတော့တန်မာလာတာတွေ and shaken by uncertainty ကိုဘဝမှာဒါမေးရမသိကြတာရှိရင်တော့မှတုံ့လောက်တာမျိုးတွေနေသွားစေဖို့အတွက်ကင်းဝေးစေဖို့အတွက်ကိုအများကြီးထပ်ပြီးစီလိမ့်မယ်လို့ယုံကြည်ပါတယ်ဆိုတော့ဒီ sharing လုပ်တဲ့တဲမှာမပါဘူးကိုယ်တိုင်သုံးကြည့်နေကိုယ်တိုင်ပေါ့ဒီ limit insecure ဖြစ်တဲ့ချိန်ညရင်သုံးတဲ့ညီလန်းလေးရှိရဆိုရင်လေ please share with us ယူရတဲ့ comment box ထဲမှာ sharing လုပ်ပြီးတော့ comment လုပ်ပြီးတော့ sharing လုပ်ပေးပါအောင်လို့တောင်းဆိုချင်ပါတယ်ဆိုတော့ I will see you in the next video အားလုံးပဲ baking လုပ်ကြပါစေ